ဒီဗီဒီယိုလေးရဲ့ casting ဖြစ်တဲ့ Esther လေးဟာဆိုရင်အမွေချမ်းလေးတွေနဲ့အမွေနှင်းငယ်ကျွန်းနေရာကိုမိမိကရုပ်ထည့်တွေ့သွားလို့ Esther အမွေရှင်းပေးမှာပဲဖြစ်ပါရှင်။မိုးရင်းဖြစ်တော့ကျန်းမြင့်ကလည်းအနေငယ်အေးဆက်ဆက်ဖြစ်နေတာမို့သူအတွက်ကထုဖော်ချက်လေးတွေကိုအောက်ခံခင်ပြပြအသုံးပြုပေးပါမယ်ဖြစ်ပါရှင်။မိမိကဒီနေ့အမွေရှင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုင်ကဘီတချို့ကိုကြည့်လိုက်တဲ့အခါမှာနောက်ဆုံးတော့မိမိလိုချင်တဲ့ဘီကိုရှာတွေ့သွားခဲ့တယ်။ဒါနဲ့သူ့ကိုစားပြီးတော့အမွေရှင်းဖို့မနေ့ခေါ်ယူလိုက်ရတယ်။အဲ့ဒါနဲ့မိမိကသူ့ရဲ့ကြောကိုစားပြီးတော့ပထမဆုံးစားရှင်းမှာပဲဖြစ်ပါရှင်။ဒီနောက်မှာတော့သူ့ရဲ့လေဘီနာတဝိုက်မှာလည်းအမွေချမ်းလေးတွေတွေ့လို့ရှိပေးလိုက်ရသေးတယ်။နောက်ပြီးသူ့ရဲ့အမိနာကအမွေမှာတော်တော်လေးကျန်းမိနေတာတွေ့ရလို့အမွေတစ်တွေပြန်ပေါက်ဖို့ရည်ပြီးရှင်းလိုက်ရတယ်နိ။အထူးသဖြင့်သူ့ရဲ့ဝန်ပတ်အောက်မှာအမွေတွေကထူပြီးတော့နေရထိုင်ရခန့်နေမှာဆိုလို့လည်းထည့်ရှင်းလိုက်ရပြန်တယ်။အဲ့လိုရှင်းပေးတဲ့အချိန်မှာလည်းအစားလေးအရင်ကတော်တော်လေးသဘောကျနေတဲ့ပုံပဲ။နောက်ဆုံးတော့ဆရာမကြီးလည်းစိန်ကြပြီးလဲအိတ်ပါရဲအဲ့လိုလဲအိတ်တော့မိမိလည်းပဲရမယ်အပြက်ကင်လိုက်တာပေါ့။ကဲမိမိတို့ရဲ့ကကလေးတွေအက်စတာလေးရဲ့ရှင်းထားတဲ့အမွေကိုကြည့်လိုက်ကြပါဦး။သူ့ရဲ့မကောင်းတဲ့အမွေတွေကမိမိရဲ့လက်ထဲမှာအများကြီးပဲရလာခဲ့တယ်။နောက်ဆုံးတော့သူလေးအမွေရှင်းပြီးတော့ပေါ့ပပနဲ့စကားစားနိုင်ပြီပေါ့အခုလိုအမွေရှင်းတဲ့ဘီနဲ့အခြား accessory လေးတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ပတ်စုံကိုဒါလမ်းရခဲ့ဖို့ဖိတ်ခေါ်ပါရရှင်။